တိတ်မကြခင်မှာအသေးထွက်ရှိလာတော့မယ်အားခရဲ့ quality skin ရဲ့ skin effect တွေကဘယ်လောက်လှလဲဆိုတာတွားကြည့်ကြအောင် let's go okay ဒါတော့ skin animation ဟဲ့အားရောင်ထားပါရော husky လာဟဲ့ဒီ animation ရုံကတိတယ်လို့ပဲနော်ဟဲ့oh damn bro ဟဲ့လုံးဝ oh what the fuck ဟဲ့ quality skin နဲ့နော်ဒါ quality skin နော်ဟဲ့ရှိုးရပြောစရာစကားတော့မရှိတော့ဘူးရောလုံးဝ oh ဒါကြီးနဲ့ကောက်ရင်လိုက်အသက်ပါ okay ရောလမ်းလျှောက်တဲ့ပုံစံက juicy ဟာဘေးဒါတော့ animation oh ရောလေးပေါ်ပြန်တော့ရော short လို့မရရော design မိုင်းကို show ဝမ်းရော juicy ဟာ okay animation ဒါကိုလက်ကြီးနဲ့ဗာလဲတော့မသိရောမိုက်တာတော့မိုက်တယ်ကဲဟုတ်ပြီကျွန်တော်တို့ဒီမှာ that's it show ဟဲ့ဒါ basic တယ်နော်ဒီပတ်စင်းနဲ့ခုတ်ပြအောင်ချင်း damn bro basic တဲ့အတိုင်းရ juicy what the fuck ကြည်တာပတ်စင်းနော်ကျိုးဝင်အတိုင်းရအားရစီဟောဓာကြီးနဲ့ပြန်လာ what the fuck oh doနေဒီပတ်စီကြီးနေတော့လာနေပြီဟာ what the fuck okay so skill 1ကြောအဲ့ဒုတိယတစ်ချက်သုံးရဟိုင်မိုက်တယ် skill 2ရှိုးလိုက်ရင်1ကဘာကြီးတော့ကြည့်မယ်ဒီ1ကဘာကြီးတော့ကျိုးကြီးဟဲ့ဒါကျိုးတော့ကျိုးပဲဘယ်လိုလဲမသိဘူးမိုက်တာကိုတိတယ်အနည်းနဲ့ပြအရှိုး damn bro okay skill 2နဲ့အမျိုးထိုးကြည့်မယ် so အမေဒါပတ်စစ်မပါတော့လို့နော်ဒီအခက်ကိုနပ်ပလိုက်တော့ရင်းကားလို့ပတ်စစ်ဆိုရင်ပတ်စစ်ပိုင်းတော့ကြည့်လို့ကောင်းပါသေးလားရှင်မဒီ level နားလေးကဟာလေးကကြည့်လို့တော်မိုက်တယ်ပါရှိုးလိုက် glitch ထနေ effect တွေတွေ့လားအဲ့ဒါလေးလုံးဝမိုက်တယ် skill 2ဆိုတော့ skill 2ကဒီမှာအတန်ကြီးတော့ရှည်ကြိုက်တယ်ရှိုးရှည်တယ်မှာပါဒီပြင်ရတော့okay ဆိုတော့ ultimate အဲ့ရရောတောင်းမင်းနေတော့ what the fuck ဒီစကင်ကဝယ်တဲ့ညထဲမှာပါတယ်တကယ်တော့မနောက်ရှိုးရကောဟဲ့ရောတေးတဲ့ပုံအစားမိုက်တယ် what the fuck ဒူးထောက်ပြီးshow လို့မရအောင်တော့ထားနဲ့မစင်းစားနှစ်ခါစင်းစားရမှာတော့ဒီစကင်ထွက်လာအောင်ဝယ်လို့ရတယ်တန်းဝယ်ပလိုက်တန်းလာဝယ်ထွက်လာရင်တော့ဝယ်ဖို့တော့ပြေးခုရှိရတာဒါချင်းထွက်လာမယ်တော့မသိသေးဘူး yeah တော့ဒီနေ့ဗီဒီယိုတော့လောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်အားလုံးပဲ bye bye ပါ